ငါတို့ပြောစိတ်ဝင်မှာလောက်ခေါ်မယ်ဆိုပြီးတော့ပွဲစည်းလေးခေါ်လာတာ ဘူးခဏနေအောင်ငါလည်းသူ့ခေါ်လာလိုက်ခဲ့ရ မင်းတို့ဒီပွဲစည်းမှာဈေးမအောင်ဘူးလို့ပြောပြီးတယ် ခဏနေအောင် အမနေရောပြောနေအမဒီကိုခေါ်လာတော့ဘာလာလောက်တာလဲ အေးလေ အမပြောရမန်းလေးရောက်တာနဲ့လောက်တန်းဝင်ရမှာဆို အေးလေ အခုကညီမကဘာလောက်ရမှာလဲပွဲစည်းမှာလာပဲစီးရမှာလားပြောအမပြောရလေမန်းလေးရောက်တာနဲ့လောက်တန်းဝင်ရမယ်လားစာဆိုလဲ9သိန်းကနေ10သိန်းနေစားစီညင်ရမှာဆိုပြီးအမပြောခေါ်တာမဟုတ်ဘူးလား အဲ့လေဘာလို့ဒီပွဲစည်းတော့ခေါ်လာတော့ငါရှင်းပြမယ်နင်တို့ကလည်းလာငါနဲ့လိုက်ခဲ့လားဟာဘာမ လာဘာနမ်းရှုံရဟာနင်တို့ကလည်းမသိဘူးလားရွာသူတွေနော်နင်တို့ပြောအောင်မပြောချင်ဘူးဒီလောက်လေးလိုင်းမောင်မလေးဟောလေးကြော်ဖြစ်နေရလေစမ်းရင်မိုးတို့အောင်စပူတို့သူတို့လေးတွေကိုကြည့်အောင်လေဟဲ့နင်တို့အလောက်ကလေဘဲချင်းသွားလို့လို့ တော့မတွေ့နေမသိပါဘူး နင်တို့အလောက်ကလေဘဲချင်းသွားလို့ရတယ်ဟာအခုရင်းရတော့သူတို့လေးကိုကြည့်အောင်ပါဟာနင်ကလေဟာအမကလည်းစပွဲတော့ကြည့်ချင်ပါတယ်တော့ကြတရက်နောက်ကြလို့အလုံးမှာလူပြည့်သွားရင်ဘယ်လိုလုပ်မလို့အလုံးမရဘဲနဲ့ရွာပြန်သွားမှာရှက်စရာကြီးပါဗျာစပွဲကဘဲချင်းကြည့်ရတယ်လုံးမှညီမတို့ကပတ်စံရမှာအဲ့ဒါမှစပွဲကြည့်လို့ရမှာအမရဲ့ကဲအဲ့အတွက်လေဘာမှမပူနဲ့နင်တို့အတွက်ကိုလေငါမေးပြီးစုံစမ်းပြီးဆက်ရုံ3-4ခုလောက်ကလေအလုပ်တွေခေါ်ထားတာလူမပြေဘူးဟာငါအာမခံတယ်နင်တို့အလုပ်ရဖို့လေအဲ့ဒီတော့နင်တို့ကုန်မဲ့ဒီနေ့ညကိုကုန်မဲ့ဝင်ကြေးတွေလက်မှတ်တွေပေါ့နော်အောင်စပူတို့ဆက်ရုံမိုးတို့ကုန်မဲ့လက်မှတ်တွေကိုလည်းအားစိုက်ပေးထားမယ်ဒါပေမဲ့တခုတော့ရှိရလောက်ကိုရင်တော့ပြန်ပေးပေါ့အဲ့ဒီတော့ကြောင့်မလို့ပေါ့နော်ဒီနေ့ကိုငါတို့ကဖျားကြီးပွဲမှာဆက်ရုံမိုးကြည့်မယ်နောက်ရက်ကိုတော့ဒီခုတော်မှာအောင်စပူတော့တွားကြည့်မယ်နော်ကဲဘလို့လဲဆင်းပြေလား ပြေးနေပြေးရပါ သွားမယ်အားဆိုဟဲ့မ